မြန်မာမှုလက်ရာတွေနဲ့ classic ဆန်ဆန်ခက်ခက်ညံ့ညံ့ထက်တဲ့ဝါနဲ့လှနေတဲ့အေးစီကိုခိုင်းကြအလဲလာတာပါ MC ပရိသတ်တွေနဲ့တူတူအထဲကိုသွားလဲရအောင်ဘလို့ခံစားရလဲပရိသတ်ကြီးရောအပေါ်မြင့်လက်ချက်အရန်ခန့်ညာရယ်နော်အေးကြီးမှလည်းကြီးကြီးမားမားခန့်ခန့်ဆိုတော့လေဒီအေကန်ရဲ့မျက်နှာချက်ကိုလည်းလုံးဝအထူးခြားဆုံးနဲ့လုပ်ပေးထားတာညမ 5 star hotel ကြီးလေလုံးဝ luxury ဆန်ဆန်လေးကားကြီးလေအဲ့လိုပုံစံမျိုးလေးကားကြီးကျယ်ဝန်းတယ်တော်တော်ကျယ်ဝန်းတယ်အေးရှင်မတွေအရင်ကြိုက်မှာကိုရီတောင်ကြိုက်တယ်တော်တော်များများကအခန်းထဲကျယ်ကျယ်လေးဖြစ်ချင်တဲ့အတွက်18ပေအနည်းဆုံး18ပေပတ်လေအဲ့ထက်သေးတဲ့ဟာမပါဘူးခန်းတိုင်းမှာဝယ်ရတာပါနေတာဖြစ်တယ်အဲ့အခန်းထဲမှာကိုကမွန်ချက်တို့ပဲဖြစ်ဖြစ်အပြင်ရဲ့လေကောင်းလေသန့်လိုချင်ရင်ပဲဖြစ်ဖြစ်အပြင်ကိုထွက်လို့ရတဲ့ဒီဇိုင်းမျိုးဖန်တီးပေးတာပါပန်းရောင်ကဘာလေးကနေကျူးကျူးပါရဲ့ game နဲ့ကိုရောက်သွားတယ်လို့မခံစားဘူးလားကိုအိမ်မက်ထားတဲ့အိမ်မက်နဲ့ဒီပုံစံနဲ့ပဲလားကိုလိုချင်တဲ့ຢာနဲ့ဖြစ်ကြပါထပ်တူကြရဲတဲ့မမကတော့မမအခန်းနေတဲ့ဘယ်အခန်းကြိုက်လဲဖျားကန်ပေါ့နော်ဖျားကန်တဲ့မမတော့ရေးပြလိုက်တယ်ဘုရားဘာသာတိုင်းရဲ့အဲ့လိုစိတ်ကူးအိမ်မက်ပေါ့နော်ရွှေရောင်အစင်းနဲ့လင်းနေတဲ့အရန်တက်ပဲကြီးညိုဖို့ကောင်းတယ်ဖျားကန်လို့ဟန်ချိုကတော့မြင်တယ်ဟိုဧည့်သည်လာလို့ရှိရင်လည်းဒါလေးဖွင့်လိုက်တယ်ဆိုတာနဲ့သူတို့လုံးဝစိတ်ကြည်လို့သွားမယ်အဲ့လိုခံစားရတာ有感激吗？哦，班里的，大家的နေရာလေးခိုင်ကျရောက်နေရနော်ဘယ်နေရာရောက်နေရလဲဆိုတာအခုမိတ်ဆက်ပေးမယ်ဒါ channel မှာပန်းလေးတွေအများကြီးလေကဲအားလုံးမြင်ကြရမလားမြန်မာမှုလက်ရာတွေနဲ့ classic ဆန်ဆန်ခက်ခက်ညံ့ညံ့ထက်တဲ့ဝါနဲ့လှနေတဲ့အေးစီကိုခိုင်းကြအလဲလာတာပါ MC ပရိသတ်တွေနဲ့တူတူအထဲကိုသွားလဲရအောင်ဘယ်လောက်တောင်ခက်ညာထဲဝါပြီးလှနေမလဲပေါ့လားလိုက်ခဲ့တော့ဒီမှာစလာတဲ့ကမြင်ရတယ်ဒီမှာခင်းထားတဲ့ကြွေပြားတွေဒီဇိုင်းတွေကိုခိုင်းကြကြိုက်တယ်ဟုတ်ပါခက်ညာဝါတယ်နောက်ပြီးဒီမှာအဓိကလေဒီမှာစဝင်တွေကဗာမြင်ရလဲဆိုတော့အပေါ်မှာကျွန်းနေနဲ့ကျွန်းနဲ့ရွှေနဲ့ပေါင်းဆက်ထားတာအဲ့နှစ်ခုရဲ့ပေါင်းဆက်မှုကအိမ်တအိမ်ရဲ့ခက်ညာထဲဝါမှုကိုပို့ပြီးတော့ခံစားရစေပါတယ်နော်တိုင်လုံးကြီးပြောပဲလှတယ်ဒီလားကဲကျွန်းတကားကြီးဖွင့်လိုက်မယ်နော်ဝါအားလုံးကျူးစွာပါအိမ်ထဲဝင်လာလဲစရင်အေကန်းမသွားမှာပေါ့နော်လားအေကန်းကခိုင်ဆိုစမြင်လိုက်တာနဲ့ဘလို့ခံစားရလဲပြိသက်ကြီးရောအပေါ်မြင်နေချက်အရန်ခန့်ညာရယ်နော်ခံစားလိုက်ရတာတခုကတော့အေကန်းရောက်သွားတဲ့ခန့်ညာထဲဝါမှုကိုစပြီးခံစားရတယ်နောက်ပြီးဒီပကြီးကားလေးလည်းကြိုက်တယ်ကြည်ပြားပကြီးနေမှာနော်အိမ်ရှင်ဒီဇိုင်းကလုံးဝသူလည်းစိတ်တိုင်းကြယူပြီးထားတဲ့ဒီဇိုင်းလေးအဲ့အောင်မှကျွန်တော်တို့ကျွန်းနဲ့ပေါင်ကုတ်ပေးထားတာလုံးဝငင်းငင်းလေးငင်းငင်းလေးဟုတ်တယ်ညီမညနေချက်ကောပဲဟုတ်တယ်ညနေချက်ကတော့လုံးဝ classic ဆန်ဆန်ပေါ့သူအိမ်ကြီးမှလည်းကြီးကြီးမားမားခန့်ခန့်ဆိုတော့လေဒီအေကန်ရဲ့မျက်နှာချက်ကိုလည်းလုံးဝအထူးခြားဆုံးနဲ့လုပ်ပေးထားတာညီမဟိုဧည့်သည်လာလို့ရှိရင်လည်းဒါလေးဖွင့်လိုက်တယ်ဆိုတာနဲ့သူတို့လုံးဝစိတ်ကြည်နူးသွားမယ်အဲ့လိုခံစားရတာဝင်ပေါက်ကြီးကိုကြည့်လိုက်ပါဦးခင်ဗျားတို့ဒါ dining room နဲ့ဒီဘက်က kitchen အော်အဲ့ထဲကိုဝင်နေဝင်ပေါက်ကိုလှုပ်ထားတာလေခန့်ညားလိုက်တာအေးရှိရောက်ကြိုက်နေလားကိုမေးကြည့်ကြိုက်တယ်ညီမဟုတ်လားဝင်ပေါက်ကြီးတော်တော်ကြိုက်တယ်ဒီနေရာကနေလုံးဝလေဟိုခင်ဗျားတို့ dining room တို့ kitchen room တို့သွားမယ်ဆိုပုံမှန်ဝင်ပေါက်တွေပဲတွေ့ရတာများတယ်သူကဒီနေရာအစားခန့်ညားနေတာစီးလင်းတော့ဘာလှရနော်ဒီမှာလဲနော်ကိုတေချာလောက်တာအော်ဒီမှာပဲဒီမှာလည်းဒါလည်းကြည်ပြားဒီဇိုင်းနဲ့လုပ်ပေးထားတာဒီကဒီမှာ dining room တက်သူစိတ်ကြိုက်လေးလုပ်ပေးထားလိုက်ဖက်အောင်လုပ်တာလူဝင်ချင်းမှာမြင်ရမယ့်ခန့်ညားမှုတွေပေါ့နော် dining room နဲ့သူက kitchen နဲ့ကိုဆက်ထားရဲဒီမှာခိုင်ကြုံမြင်လိုက်တာတော့ထူးခြားမှုတစ်ခုအားလုံးတွေ့ကြလားမသိဘူးတစ်ကျယ်ဝန်းတယ်တော်တော်ကျယ်ဝန်းတယ်အေရှင်မတွေအရင်ကြိုက်မှာကိုရီတောင်ကြိုက်နေပြီကိုသာအေရှင်မဒီမှာချက်ရမယ်ဆိုလို့ရှိရင်အိုးအများကြီးပဲအလူတွေပါကြီးလုပ်မယ်ဆိုလဲကျယ်ဝန်းဝန်းပဲနော်ချက်စရာနေရာတွေအများကြီးပဲနောက်တစ်ခုဒီမှာဘေးစင်ဒီမှာရှိတယ်ဒီမှာတစ်ခုနော်ဒီမှာလည်းရှိရယ်ဟိုဘက်ချင်းမှာတော့ coffee counter တည်တံ့ပေါ့နော်ဟိုမှာ coffee counter ဟုတ်တယ်ဒီမှာဒီသူအသားငါးတွေအတွက်တည်တံ့ဟိုဘက်မှာတည်တံ့ဒီဘက်မှာအသီးရွက်လို့သူ coffee counter တို့ဆေးဖို့တည်တံ့အသီးရွက်တို့ပါလို့ဆေးတဲ့နေရာအတွက်တက်တက်ဟုတ်အေရှင်မတွေလုံးဝအကြိုက်ဖြစ်စေရမယ်နော် coffee တော့ coffee ကိုရီးယားအကျယ်ကြီးဆိုပတ်ပြေးနေရမိဖို့ကြောင့်လည်းပါအကျယ်ကြီးပဲအပေါ်ကလာတယ်လို့အိုးဘွားကပ်ပင်းနဲ့လေးတွေကိုအယောင်လေးလှုပ်ထားတာလေးကြိုက်တယ်ကဲအဲ့ဆက်သွားညီညီမကိုရီအကြိုက်ဆောင်ကတော့အဲ့လိုကြဲကြဲဝန်းဝန်းနဲ့ခက်ခက်ညာညာမြင်ရတဲ့ကနုတ်တွေအဲ့လိုရွှေရောင်တွေအဲ့ဒါကတော့ခိုင်ကြိုရမ်းကြိုက်တယ်ကဲအပေါ်တက်ရအောင်လှေကားကြီးခက်ညာလိုက်တာနော်လာတက်မယ်
ဒီလီကားကိုခိုင်ကျိုတက်ရတဲ့အချိန်မှာဘယ်လိုခံစားရလဲဆိုတော့ခိုင်ကျိုတို့5 star hotel ကြီးလေလုံးဝ luxury ဆန်ဆန်လီကားကြီးလေတွေ့ရတယ်မလားခန့်ညာထဲသွားတဲ့လီကားအဲ့လိုပုံစံမျိုးလီကားကြီးလီကားမှာပဲကိုရီသားဆိုဓာတ်ပုံရရင်အနည်းဆုံးပုံ100လောက်ထွက်မယ်လီကားမှာလီကားရခန့်ညာပြီလားဟုတ်လီကားပြီးရတယ်စစချင်းကြည့်ရတော့ဒီနေရာလေးလေးကြိုက်တာပဲဒီမှာထိုင်ပြီးတော့စာအုပ်လေးပါလေးဖတ်အခုတွေ့ရမယ့်အခန်းကဘာအခန်းလဲဆိုတော့ဒီမှာပါဒါ TV ကန် TV ကြီးနဲ့အဲ့တော့အဓိကမိသားစုတွေအနားယူမယ်အားလုံးစုံကြမယ်ညဘက်ပဲဖြစ်ဖြစ်မိသားစုတွေစုံတဲ့အချိန်လေးမှာလုံးဝ relax ဖြစ်သွားမယ့်အခန်းလေးပေါ့ကို့အမြင်ရတော့ဒီမှာဆိုလို့ရှိရင်အနည်းဆုံးတော်တော်များများထိုင်ပြီးကြည့်လို့ရတယ် TV ကြီးလုံးဝအေးချမ်းဒီ TV ကန်မှာတွေ့ရတဲ့မျက်နှာချက်ကကြတော့ဘလို့ဖြစ်သွားလဲဆိုတော့စိတ်ကိုလေအပန်းပြေသွားစေရ relax ဖြစ်သွားစေရပေါ့နော်သူလှုပ်ထားတဲ့မျက်နှာချက်ဒီဇိုင်းလေးကြောင့်လှရုံနဲ့မဟုတ်ဘူးသူကစိတ်အပန်းပြေမှုပါပေးတယ်တကားတိုင်းတကားတွေအားလုံးကကျွန်းတကားတွေကြီးပဲเนาะကျွန်းတကားရဲ့ဒီဇိုင်းလေးတွေလည်းလာအိုးဒီမှာရှောက်လန်းကလည်းလုံးဝကျဲတဲ့ပြင်အလှဆင်လာတာတော်တော်လှတယ်เนาะအိုးဒီမှာကျဲခါကျတို့ဘာတွေ့ရလဲဆိုတော့တစ်ထွင်းပကြီးကားတွေနဲ့အလှဆင်လာတယ်အေးရဲ့ဒီဇိုင်းကိုကတော့ရွှေရောင်ရှူရောင်နောက်ပြီးအဲ့လိုတစ်ထွင်းပကြီးကားတွေနောက်ပြီးကနုတ်တွေနဲ့ဆိုတော့အိမ်ကလုံးဝခန့်ညားတယ် classic ဆန်နဲ့မြန်မာမှုလက်ရာဆန်နဲ့ခိုင်ကျတော့တော်တော်ကြိုက်တယ်ဟာကြပါ FC ရိတ်တဲ့ကြီးခိုင်ကျတဲ့တူကြည့်ရအောင်ဒီခန်းမှာရောဘာတွေထူးကြလဲအယူကြည့်လိုက်တာတော့ဆက်စချင်းတွေ့ရတော့ကတိလေးသဘောကျတယ်။နောက်ပြီးတော့အပေါ်ကမျက်နှာချက်ကိုလည်းသဘောကျတယ်။နောက်ပြီးကိုသဘောကျရကိုပြောနေတာပြိုလေးတို့အိမ်နဲ့ဒါအဝတ်လန်းတဲ့နေရာလေးထင်တယ်။နောက်လောက်ထားလေးသဘောကျတယ်။နောက်ပြီးတော့မင်းငုံလေးသဘောကျတယ်။ကိုမင်းကလေးဆိုအဲ့လိုမင်းကိုအကျယ်ကြီးကိုကြိုက်တာ။ပြီးဒီလိုကနုတ်ပုံစံမျိုးတွေနဲ့အဲ့လိုခန့်ညာမှုလည်းကြိုက်တယ်။နောက်ပြီးတော့ wardrobe တွေလောက်ထားတာလည်းကြိုက်တယ်အိတ်ကလေးတွေတင်မိုးဟာစတေချာစနစ်တကျမိန်းကလေးတွေအကြိုက်ပေါ့ကွယ်တို့တွေမိန်းကလေးကထည့်စရာတွေလေအများကြီးရှိတာဘလောက်ပဲ wardrobe တွေရှိစင်နေဘလောက်ပဲရှိကိုတွေမိန်းကလေးတွေကပြည့်အောင်ထည့်နိုင်တယ်နော်ငိမ့်ချမ်းသွားတယ်ပေါ့မျက်နှာချက်ဒီဇိုင်းလေးကညဘက်ကိုအခန်းလေးတွေမှာဆိုလို့ရှိရင်စိတ်တီးတီးငြိမ်ငြိမ်အေးချမ်းလေးဖြစ်သွားစေမယ်မျက်နှာချက်ဒီဇိုင်းလေးဘုရားမှာဆိုကလကာတွေဖွင့်လိုက်မယ်ဆိုဗရင်ပေါက်တွေချေယူပဲအခန်းကိုသူကမီးရောင်ကောင်းကောင်းရအောင်လင်းရောင်ကောင်းကောင်းရအောင်လုပ်ထားတာပဲပန်းရောင်ကဘာလေးကနေကျူးစူသွားတယ်ဒီခန်းလေးကြိုက်ကြလားမြင်လိုက်တာနဲ့ပန်းရောင်လေးတွေဒါကတော့သမီးလေးမိမိလေးတို့အခန်းလေးပေါ့အပြင်ထွက်ပဲဝရန်နာရှိတယ်အခန်းတိုင်းမှာခိုင်းကြတွေ့ရတော့ဝရန်နာလေးတွေတွေ့တယ်အဲ့တော့ဟိုပေါ့နော်ဒီဇိုင်နာတေချာလုပ်ပေးထားတာနော်ဒီ construction designer မိမိလေးလည်းအများကြီးထည့်လို့ရမယ်ဒီမှာအယုတ်တရားစာထည့်လို့ရမယ်နေရာကြီးလုပ်ထားတာနော်အောက်ကခင်းထားတာကျွန်းပါကီကျွန်းပါကီလည်းခင်းထားအခန်းနဲ့တစ်ခန်းမတူဘူးဒါပန်းရောင်ကဘာလေးနောက်ပြီးတော့ခိုင်းကြတို့ဒီတစ်ခါ restaurant နဲ့ဝင်ကြည့်ရအောင်နော်အဲ့တော့ရေချိုးကန်ဒီမှာရေချိုးမယ်အလှဆင်ထားသေးတယ်ကြွေပြပကြည်နဲ့အလှဆင်ထားတာရေချိုးကန်ပါလေဖြူတို့ခဲတို့ဒီလိုမျိုးပဲအတွေ့များတာလေကြွေပြဟိုသူအမဲလောက်ထားတယ်ပြီးတော့ခန့်ခန့်ညာညာဖြစ်အောင်လို့ကြွေပြပကြည်ပါရေချိုးကန်ထဲမှာအလှဆင်ထားသေးတာရေချိုးကန်မှာဓာတ်ပုံရိုက်ထားရန်နာကိုထုတ်ထားတဲ့ဘတ်ချန်လေးတွေကကြည့်လို့ location ကြည့်လို့ကောင်းမဲ့နေရာမျိုးလေးတွေပေါ့ရန်နာလေးတွေထုတ်ထားတယ်အဲလုံးဝအခန်းတိုင်းကဒီရန်နာလေးတွေရှိရန်နာလေးတွေထည့်ထားတာလေးတွေလည်းတော်တော်လေးကြိုက်တယ်လို့ပြောတယ်ဂိမ်းထဲကိုရောက်သွားတယ်လို့မခံစားဘူးလားအပြာရောင်အခန်းလေးကနေကျူးစုသွားတယ်လို့သူကအပြာမအရင်လေးတုံးထားတယ်ယောက်ျားလေးတွေကြိုက်ပေါ့အဲ့တော့ဒီအခန်းပိုင်ရှင်ကဘယ်သူဖြစ်မလဲတော့တေးကြည့်ရနေတော့เนาะပြေးမလို့ပါဘူးเนาะဒါဟုတ်တယ်တတလေးအခန်းအဲ့တော့ယောက်ျားလေးတွေအကြိုက်ဖြစ်တဲ့အယောင်တွေယောက်ျားလေးတွေကြိုက်မဲ့ဒီဇိုင်းလေးတွေတုံးထားတယ်မျက်နှာချက်လေးကိုကြည့်လိုက်တာနဲ့သိရဘယ်အခန်းမဆိုပါကြည့်လိုက်ပါခင်ဗျတို့မီးအားလုံးဖိတ်ချလိုက်အောင် lighting ကလုံးဝကောင်းကောင်းရတယ် lighting အဝင်ထွက်ကောင်းအောင်မယ်လေဝင်လေထွက်ကောင်းအောင်အဲ့လိုမျိုးပါလုပ်ထားတာရှုပ်ထွေးနေတယ်ဗျာတနေ့တာရှုပ်ထွေးမှုတွေကိုလုံးဝအေးချမ်းသွားမဲ့နေရာလေးဒီမှာ coffee cup လေးနဲ့ထိုင်ပြီးတော့တောက်ကြည့်တယ်ဒီလိုလေးမြည်ပြီးတော့အေးချမ်းသွားမဲ့နေရာလေးပေါ့နော်ကျွန်းတကားတွေရောအခင်းပါကီးတွေရောအကုန်လုံးကကျွန်းတွေကျွဲလုပ်ပေးထားတယ်ဒီထူးဆန်းတာတကားတွေကိုတော့အခုတို့ CNC design တွေဖောက်ပြီးတော့ design တွေလုပ်ပေးထားတယ်ပြီးရင်ကျွန်း polish ကိုလည်းပုံမှန်ကျွန်းရောက်တင်နေကြမဟုတ်ဘဲနဲ့ဒီမှာမော်ဂနီရောင်လေးတင်ပေးထားပေးတယ်ညီမနော်ပုံမှန်ဆိုလို့ရှိရင်အဝါပဲဟုတ်တယ်ညီမဒီမှာမော်ဂနီရောင်လေးလုပ်ပေးထားပို့ပြီးတော့ခန့်ညာဝါရလို့ထင်တယ်ဟုတ်တယ်နော်ကဲခိုင်သူအပေါ်ဆုံးတက်ကိုရောက်ခဲ့ပါပြီရှင်ဒါကတော့ meeting ကမှာအလုပ်စကားပြောလို့ရတာပေါ့နော်ဒီမှာခိုင်သူကြည့်ရလေဘာမှလိုလေသေးမရှိအောင်အခန်းတွေအားလုံးကပြည့်စုံနေပြည့်စုံဆိုဥပမာ meeting ကပါမယ် TV ကပါမယ်ဘာအခန်းလိုသေးလဲဆိုတာကိုစဉ်းစားစရာမလိုအပ်တဲ့အထီအောင်ကိုပြည့်စုံတဲ့အခန်းကြီးဒီမျိုးကောင်းတက်တယ်လိုက်တာနော်
အဲ့တော့ဒါကတော့ခင်ဗျားတို့အပေါ်ဆုံးတက်ကဖျားခန်းထဲမှာရောက်နေရပါဒီထဲကိုဝင်လိုက်တာနဲ့ခင်ဗျားတို့စိတ်တွေလုံးဝအေးချမ်းသွားတယ်နောက်တစ်ခုဒီအခန်းရဲ့ဖွဲ့စည်းပုံကအရန်သက်ပေစရာကောင်းတယ်ကြီးညိုဖို့ကောင်းတယ်အခန်းအကျယ်ကြီးရွယ်ပြီးတော့ဘုရားဘာသာတိုင်းရဲ့အဲ့လိုစိတ်ကူးအိမ်မက်ပေါ့နော်ဒီအခန်းကိုဆိုခင်ဗျားတို့ဘယ်လိုခံစားရလဲဆိုတော့ရွှေရောင်အစင်းနဲ့လင်းနေတဲ့အရန်သက်ပေကြီးညိုဖို့ကောင်းတယ်ဖျားခန်းလို့ခင်ဗျားတို့ကတော့မြင်တယ်လိုက်တင်ဆိုလို့ရှိရင်ခင်ဗျားတို့မီးလုံးတွေတကယ်လို့ပေါ့နော်မီးပြတ်နေမယ်ဆိုရင်တော့မှဒီအခန်းတော်တော်လင်းနေမှာလင်းပြီးတော့ရွှေရောင်နေအဲ့လိုမျိုးသက်ပေကြီးညိုဖို့အရန်ကောင်းတယ်အားလုံးကြည့်ကြည့်ပါအောင်လို့ပြီးတော့ဒီမှာမီးဆိုင်အရန်သက်ပေနော်ဘလောက်လှတဲ့သဘာဝရှုခင်းလေးတွေလေနော်အဲ့မှာမီးထားလန်းလေးတွေ့မယ်နောက်ပြီးဂုံတရနေ့တူကအားလုံးဖြတ်တန်းသွားလာနေကြတယ်သဘာဝတရားရဲ့ပကြီးကားကြီးလို့တောင်ပြောလို့ရတယ်ဒီနေရာနော်အဲကျွန်တော်တို့ဒီနေရာလေးအရင်ကြိုက်ပါတယ်လို့ပြီးတော့လေသာဆောင်ဆိုကျဲတယ်တဲ့လားဒီမှာလေအကျယ်ကြီးပဲကျဲ space ကိုကျဲလောက်ထားတယ်ကြမ်းကင်းမှာကြွေပြားကြီးခင်းထားတယ်ဒီနေရာလေးကိုလည်းကြိုက်ကြတယ်တော့အဖြူအောင်လေးသုံးထားတော့လေလင်းနေရပါတော့လင်းနေရပဲဒီနေရာလေးတွေကကျယ်ကြီးပဲနော်လေသာဆောင်ကဲအားလုံးပဲသိချင်နေကြမယ်ဒီခက်ညားထဲဝါပြီးတော့လှတဲ့အိမ်ကြီးကိုဖန်တီးတိဆောက်ပေးခဲ့တဲ့အကိုနဲ့ဒါကတော့အိမ်ရဲ့ပိုင်ရှင်အမပါခြံကကျွန်တော်တို့ဒီ60ပတ်လဲပေါ့နော်60ပတ်လဲကျယ်ဝင်းတဲ့ခြံထဲမှာအိမ်ကကျတော့50ပေ55ပေခြံလဲကျယ်ကြီးပေါ့အိမ်ကလည်းကျယ်ကြီးဆောက်ပေးထားတယ်ခင်ဗျပြီးရင်အိမ်ကြီးထဲမှာကကျွန်တော်တို့အခန်းတွေကိုတော်တော်များများကအခန်းနဲ့ကျယ်လေးဖြစ်ချင်တဲ့အတွက်18ပေအနည်းဆုံး18ပေပတ်လဲထားပြီးတော့စောက်ပေးထားတယ်အဲ့ဒီကြီးတဲ့ဟာပါမယ်အဲ့ဒီထက်သေးတဲ့ဟာမပါဘူးအသေးဆုံးတော့18ပေနဲ့ပဲလုပ်ပေးထားတာပေါ့နော်ခန်းတိုင်းမှာဝယ်ရတာပါနေတာဖြစ်တယ်အဲ့အခန်းထဲမှာကိုကမွန်ချက်တို့ပဲဖြစ်ဖြစ်အပြင်ရဲ့လေကောင်းလေသန့်လိုချင်ရင်ပဲဖြစ်ဖြစ်အပြင်ကိုထွက်လို့ရတဲ့ဒီဇိုင်းမျိုးဖန်တီးပေးထားပါတယ်ကြာချိန်ကအကိုတို့ဒီဆောက်လုပ်ခွင့်ပါမစ်ကြာပြီးတဲ့အချိန်ကနေဆိုရင်တစ်နှစ်ကြာတာပေါ့နော်ပြီးသွားတဲ့အချိန်ဒီတစ်နှစ်ကြာတယ်အကိုတို့အဆောက်ကဒီနားမှာကတန်လန်းရှိမယ်ကားလန်းတွေရှိတယ်အဲ့တော့ကြောင့်ဒီဆောက်ရဲ့ခိုင်ခံ့မှု vibration ကိုအကိုတို့ကကြိုတင်ထည့်ပြီးတော့စဉ်းစားထားပြီးတော့အကောင်းဆုံးဖြစ်အောင်ပုံဖော်ပြီးတော့တိဆောက်ထားတာပေါ့နော်အဲ့မှာ structure design ကိုလည်းအကောင်းဆုံးဖြစ်အောင်လုပ်ပေးထားတယ်ညီမကိုအိမ်မက်ထားတဲ့အိမ်မက်နဲ့တပုံစံနဲ့ပဲလားကိုလိုချင်တဲ့ຢာနဲ့ကြပါတယ်ထပ်တူကြရဲတဲ့မမကတော့မမအခန်းနေတဲ့ဘယ်အခန်းကြိုက်လဲဘယ်အလောအကြိုက်လဲပြီး ဖျားကန်ပေါ့နော်ဖျားကန်တဲ့မမတော့ရွေးလိုက်တယ် living room ကတော့အမအခန်းပေါ့အမအခန်းဟောမကြိုက်တာပေါ့ဟုတ်တယ်အောက်ဆုံးကတော့အမအဲကန်နဲ့ကိုတော့မိဖို့ကြောင့်ပေါ့နော်ဟိုငလင်ကာလာတွေတော့ဟုတ်ရောက်နေပါဟာလားအဲ့တော့မမအခုဆက်သွယ်ခဲ့သေးလားဘာတွေရှိသေးလဲမမတို့ဟုတ်ဟိုဘာမှမဖြစ်လိုက်ဘူးပေါ့နော်ငလင်လှုပ်တဲ့အချိန်မှာအဲ့အချိန်ကတော့အကိုလှမ်းပြီးတော့ message ပို့လိုက်ပါတယ်ကျေးဇူးတင်ပါတယ်ဆိုတဲ့အကြောင်းအကို message ပို့တဲ့အချိန်မှာအကိုကကြည့်လိုက်တော့အော်ငလင်ကလှုပ်ပြီးချင်းပေါ့နော်အင်ရှင်မတော့ဖုန်းဆက်တယ်ဘာပြဿနာများရှိလဲအဲ့အချိန်မှာပြဿနာမဟုတ်ဘဲနဲ့ तू ကဒီငလင်လှုပ်ပြီးသွားတဲ့အချိန်မှာသူ့ရဲ့အိမ်ကပါမပျက်စီးယိုယွင်းမှုမရှိဘဲနဲ့ပေါ့တောင်းတင်းခိုင်မာတဲ့အတွက်ကျေးဇူးတင်တယ်ဆိုတဲ့စကားကိုလှမ်းပြောတဲ့အတွက်အတိုင်းမသိဝမ်းသာပါတယ်ဟုတ်ကဲ့ပါ MC ပြည့်သက်ကြီးရောပေါ့နော်ဒီ forever ဟိုစောက်ဖို့အတွက်ရည်ရထားတာပဲဖြစ်ဖြစ် forever ကိုသိထားတဲ့ client တွေအားလုံးအတွက်ကိုယ့်ရဲ့လှပတဲ့အိမ်လေးပေါ့နော်ကိုယ့်ရဲ့အိမ်မထက်အိမ်လေးစောက်တော့မယ်ဆိုရင်တိကျခိုင်မာတဲ့ပေါ့နော် concession တွေကိုရွေးချယ်ပြီးတိစောက်ဖို့ရယ်ပြီးရင်ကိုအနှံလိုက်တဲ့ concession ကဘယ်လောက်ထိအာမခံချက်ကိုပြန်ပေးမလဲဘယ်လောက်ထိယုံကြည်ရမလဲဆိုတာလေးတွေကိုလေ့လာပြီးမှလှုပ်ဆေးခြင်းတယ်ပေါ့နော်။ဘာချက်ကိုအရင်မကြည့်ပဲနဲ့ကိုလိုချင်တဲ့အာမခံချက်ကိုရဲရဲတင်းတင်းတောင်းစောက်လို့ရဘက်ကလည်းကိုဖြစ်နိုင်တဲ့ငွေပမာဏတောင်းပြီးရင်ပြည့်ဝအင်ရှင်ကိုပြန်ပေးဖို့အကြံပြုခြင်းတယ်ပေါ့နော်။စိတ်ချယုံကြည်ရတဲ့ concession ကိုအဓိကရွေးချယ်နိုင်ဖို့အကြံပြုလိုပါတယ်။ Forever concession ကိုဆက်သွယ်ခြင်းနဲ့ဆိုရင် Facebook ကနေလည်းဆက်သွယ်လို့ရတယ်မဟုတ်လို့ပဲเนาะ Facebook မှာရရှာပြီးဆက်သွယ်လို့ရပြီးတော့ဖုန်းနံပါတ်တွေလည်းရှိရရုံးဖုန်းတွေကိုဆက်သွယ်စုံစမ်းပြီးမှအားလုံးသဘောကျရဲဆိုရင်ရေယုံကြည်ကြည်နဲ့အနံလို့ရပါတယ်ဆိုတဲ့အကြောင်းလေးကိုပြောရင်းနဲ့ဒီနေ့ဒီအစီအစဉ်လေးကနေပြီးတော့အားလုံးနှုတ်ဆက်လိုက်ပါတယ်ကြည့်ရှုအားပေးတဲ့ပရိသတ်တွေကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်